ဒီနေ့စိန့်ဂျိုးဆက်အသက်တာသူ့ဘွဲ့နာမကိုကြည်ပြီးတော့မှတပည့်တော်တို့ငယ်ပြူဘဝဆိုတာကိုလည်းသူ့စီကနေသင်ခန်းစာယူရအောင်လို့သူ့ရဲ့စိတ်ထားစိတ်ဓာတ်တွေပေါ့ဘောင်းဆိုတပည့်တော်တို့ကစိန့်ဂျိုးဆက်နေရာမှာလည်းရှိတယ်ဆိုတာကိုနှလုံးသွင်းရအောင်ရှမာတေးဧဝံဂေလိကျမ်းအခန်းကြီး1အငယ်19မှာသူမဤခင်မွန်ဂျိုးဆက်သည်ဖြောင့်မတ်သောသူတယောက်ဖြစ်သည်နှင့်အညီတဲ့ရှင်ဂျိုးဆက်ကဖြောင့်မတ်တဲ့သူဖြစ်တယ် just man ဖြစ်တယ်နော်ဖြောင့်မတ်တဲ့သူဆိုတာဘယ်လိုပုံကိုလဲဖြောင့်မတ်တဲ့သူဆိုတာဆုတောင်းတဲ့သူယုံကြည်ခြင်းနဲ့ရှင်သန်တဲ့သူဘဝအသက်တာရဲ့အခြေအနေအရရတိုင်းထဲမှာကောင်းမွန်တဲ့မြင့်မြတ်တဲ့မှန်ကန်တဲ့အရာတွေကိုသာဆောင်ရွက်ကြိုးစားတဲ့သူအဲ့ဒါဖြောင့်မတ်တဲ့သူပဲတန်ဆူစင်ကစိန့်ဂျိုးဆက်ကသူကဒီလိုပဲနော်အဲ့တော့ရှမာတေးဧဝံဂေလိကျမ်းအခန်းကြီး1အငယ်16ကိုကြည့်မယ်ဆိုရင်ယာကုပ်၏သားသည်ကမာရိယာ၏ခင်မွန်းဖြစ်သောဂျိုးဆက်ပေသည်မာရိယာမှခရစ်တော်ဟုခေါ်ဝေါ်ခြင်းခံရသောယေရှုရှင်ဖွားမြင်လေ၏တဲ့ခရစ်တော်ဖျားရှင်ရဲ့ဖွားမြင်တော်မူခြင်းအတွက်ပေါ့နော်ရှင်ဂျိုးဆက်ကဘယ်လိုပါဝင်တယ်လဲဘယ်လိုအသုံးတော်ခံတယ်လဲပေါ့နော်သူလဲမေတော်လို့ကြည့်ရင် cooperate အဆင့်တည်းမကောင်းသူက instrument အနေနဲ့အသုံးတော်ခံတယ်အဲ့တော့ကယ်တင်ခြင်းသမိုင်းမှာမေရောမာရီယာကဘယ်လိုပါဝင်တယ်လဲရှင်ဂျိုးဆက်ကဘယ်လိုပါဝင်တယ်လဲဆိုတဲ့အခန်းကဏ္ဍတဲ့တပည့်တော်ကြည်လိုက်ရင်တပည့်တော်ဘုန်းကြီးတွေပေါ့နော်အတူယူစရာဖြစ်နေတယ်အငယ်18မှာယေရှုခရစ်တော်ဤဖွားတော်မူခြင်းကဤသို့ဖြစ်သည်ကိုရောဤမေတော်ဖြစ်သောမာရိယာသည်ဂျိုးဆက်နှင့်စေစပ်ကြောင်းလမ်းပြီးထားပြီးမှအတူမနေမီဝိညာဉ်တော်မြတ်အားဖြင့်ပရိသေရီဆွဲလျက်ရှိသည်ကိုတွေ့ရ၏ခရစ်တော်ဖျားရှင်ရဲ့လူအဖြစ်ကိုယူတဲ့အချိန်မှာမာရိယာရဲ့အခန်းကဏ္ဍနဲ့ရှင်ဂျိုးဆက်ကမေရောမာရိယာရဲ့တရားဝင်ခင်မွန်းတဲ့အဖြစ်အခန်းကဏ္ဍနော်နောက်တစ်ခါခရစ်တော်ဖျားရှင်ရဲ့ဖခင်အဖြစ်အခန်းကဏ္ဍကနေပါဝင်ပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်တယ်အသုံးတော်ခံခဲ့တာဖြစ်တယ်အဲ့တော့ရှင်ဂျိုးဆက်ကဖခင်ကဏ္ဍမှာပါဝင်ပေမဲ့သူ့ရဲ့သွေးစစ်သားစစ်တော့မဟုတ်ဘူးမဟုတ်ပေမဲ့သူကခင်မွန်းအစစ်ပဲဖခင်အစစ်ပဲမေရောအတွက်ခင်မွန်းအစစ်သူငယ်တော်ယေရှုအတွက်ဖခင်အစစ်ဖြစ်တယ်ရှင်ဂျိုးဆက်ရဲ့ဘွဲ့နာမတွေကိုတပည့်တော်တို့ဒီကနေ့လေ့လာခြင်းတာပေါ့နော်ရှင်ဂျိုးဆက်ကဘယ်လိုပုဂ္ဂိုလ်လဲတပည့်တော်တို့ဘုန်းကြီးတွေယဉ်နှီးပြီးသားပါဒီဘွဲ့တွေကဒါပေမဲ့ဒီဝတ်ဆောင်တဲ့အချိန်မှာပြန်ပြီးတော့ထောက်ရှုတဲ့သဘောပေါ့နော်adopted father adopted parents မွေးစားဖခင်မွေးစားမိဘဆိုတဲ့သဘောမျိုးပေါ့နော်ရှင်ဂျိုးဆက်က legal father ပြောမယ်ဆိုရင်တရားဝင်ဖခင်ဖြစ်တယ်ရှင်ဂျိုးဆက်ဟာ putative father of Jesus putative ဆိုတာဘာလဲသမုတ်ထားတဲ့ဖခင်လို့ခေါ်တယ် putative ဆိုတာသမုဒိသမုတ်ထားတဲ့ဖခင်အများကခေါ်ဝေါ်လွန်းလို့သူခရစ်တော်ရဲ့ယေရှုရှင်လေးရဲ့ဖခင်ဆိုတာအများကခေါ်လွန်းလို့ခေါ်ဝေါ်အတိမတ်ပြုထားတဲ့ဖခင်ဖြစ်တယ်သူကိုယ်တိုင်ကလည်းဖခင်အနေနဲ့ခရီးစစ်တွင်ကြအကုန်လုံးလုတ်ခဲ့တဲ့အတွက်သူ့ကိုယ်သူလည်းဖခင်အဖြစ်ရှင်ဂျိုးဆက်ကသမုတ်တယ်ဒါကြောင့်မလို့သူက putative father ဒါဖခင်အစစ်ဖြစ်တယ်သွေးသားမဟုတ်ပေမဲ့နောက်တစ်ခါစိန့်ဂျိုးဆက်ကနော် foster father မွေးစားဖခင် foster parents နော်နောက်တစ်ခါစိန့်ဂျိုးဆက်ရဲ့အမှန်ဆုံးဘွဲ့နာမတစ်ခုကတော့ virginal father ကညာစင်နဲ့လိုက်ဖက်သောဖခင်ဖြစ်တယ်အဲ့ဒီဟာတအားသူနဲ့လိုက်ဖက်တဲ့နာမည် virginal father နာမည်ကအင်မတန်လိုက်ဖက်တဲ့ဘွဲ့ပေါ့နော်
virginal father virginal man ကညာစင်နဲ့လိုက်ဖက်တယ်ဆိုတဲ့ဘွဲ့နာမဟာရှင်ဂျိုးဆက်အတွက်စီလျော်လွန်းလာတဲ့ဘွဲ့နာမလျော်ကန်လွန်းလာတဲ့ဘွဲ့နာမတင့်မြတ်လွန်းလာတဲ့ဘွဲ့နာမဖြစ်တယ်။ဘာဖြစ်လို့လဲရှင်ဂျိုးဆက်ဟာ virginal man ကညာစင်နဲ့လိုက်ဖက်သောအမျိုးသားဖြစ်နေတယ်။ကညာစင်ရဲ့ဘဝကိုမပြည့်စည်စေဘူးနော်။ကညာစင်နဲ့အတူနေတဲ့အချိန်မှာမနောကံနဲ့တောင်ကွက်ပြီးတော့စော်ကားခြင်းမျိုးမပြုတဲ့ virginal man ဖြူစင်တယ်။အမိမေရောမာရီယာရဲ့ဖြူစင်ခြင်းကိုတစဲမြတ်ဖြစ်စီဖို့သူစန္ဒမရှိဘူး။ virginal father virginal man ကညာစင်နဲ့လိုက်ဖက်တဲ့အမျိုးသားဖြစ်နေတယ်။ခန္ဓာမျိုးဆက်မဟုတ်တာကလွဲလို့ယေရှုခရစ်တော်ရှင်ရဲ့သူငယ်တော်လေးရဲ့ကြည်ညိုပွဲရာကောင်းလွန်းလှတဲ့ဖခင်ဖြစ်တယ်။အင်မတန်နှစ်လိုပွဲကောင်းတဲ့အချက်ပေါ့နော်။နောက်ရှင်ဂျိုးဆက်ရဲ့အသက်တာကိုရှုရအောင်။ဇနီးမယားဖြစ်တဲ့မာရိယာသခင်မနဲ့မျှော်လင့်ခြင်းမရှိတဲ့နေရာမှာမျှော်လင့်ခြင်းနဲ့ယုံကြည်တယ်ဖြောင့်မတ်တယ်ဇနီးမယားမာရိယာသခင်မနဲ့အသွင်တူလွန်းလှတဲ့ခင်မွန်းတယ်ဖြစ်နေတယ်ရှင်ဂျိုးဆက်ကမေရောနဲ့အယံအသွင်တူတယ်နော်သူ့ကိုလည်းသူပြန်ကြည့်မယ်ဆိုရင်သူဒီလဲဖယားကိုပဲဗဟိုပြုတယ်မာရိယာသခင်မကလည်းဖယားနဲ့တလုံးတဝါဒီဖြစ်နေတယ်အဲ့ဒီလိုပဲဖယားကိုချစ်တဲ့သူဇနီးမယားမာရိယာနဲ့တူတဲ့ခင်မွန်းတဲ့ရှင်ဂျိုးဆက်ဖြစ်နေတယ်လောကတိုင်တော်အထက်မှာခရစ်တော်ဖျားရှင်ဟာအမိမေတော်ကိုစောင့်ရှောက်ဖို့တမန်တော်ရှင်ယောဟန်ကိုအနှင်းခဲ့တယ်လို့ထာဝရဖျားသခင်ကလည်းမေရောမာရိယာနဲ့သူငယ်တော်ကိုစောင့်ရှောက်ဖို့အဖရှင်ဂျိုးဆက်ကိုသူတို့အားပေးတော်မူခဲ့တယ် virginal man virginal father ကညာစင်နဲ့လိုက်ဖက်တဲ့ဖြူစင်ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ယဟန္တာကြီးဖြစ်တယ်။ထာဝရဘုရားသခင်ဟာမိမိအလိုတော်မြတ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်လူသားတူချင်းစီကိုအထူးသဖြင့်တပည့်တော်တို့ခရိယန်ယုံကြည်သူတူချင်းတိုင်းကိုနော်ဗြိဉ္ဉ်ပြုလျက်ကြွဝင်တော်မူခြင်းအပြင်မိမိရဲ့မဟာအကျဉ်းစီတော်မိမိရဲ့မဟာအလိုတော်ကိုအကောင်အထည်ဖော်ဆောင်ရွက်တော်မူလိရှိတယ်ဒီကနေ့တပည့်တော်တို့ယဟန်တွေနော်ကိုစီဒီယုံကြည်ခြင်းရှိဖို့လိုတယ်မျှော်လင့်ခြင်းမရှိတဲ့နေရာမှာမျှော်လင့်ခြင်းဖြင့်ယုံကြည်သောယဟန်ဖုန်ကြီးတွေဖြစ်နေဖို့လိုတယ်နော်အဲ့ဒါရှင်ပေါလုကယောမမြို့သားတွေထံရေးတဲ့ဩဝါဒစာထဲမှာတွေ့နိုင်တယ်အဲ့တော့ရှင်ဂျိုးဆက်ဟာဖျားရှင်ပေးတော်မူတဲ့မြင့်မြတ်လွန်းလှတဲ့ဒီအမှုတော်မြတ်ကိုချစ်ချင်းမေတ္တာတော်ဖြင့်လက်ခံတော်မူလျက်လူစားတိအဖြစ်ကိုယူတော်မူတဲ့နှုတ်ကပတ်တော်ရှင်ယေရှုခရစ်တော်အားမိမိရဲ့အမျှော်အမြင်နဲ့ကူညီဆောင်မတော်မူခြင်းကိုပြုတော်မူခဲ့တယ်။လောက်ကင်ဆောင်ရွက်တော်မူလျက်အလုတ်အကျွေးပြုစုလျက်အထောက်အမပေးတော်မူခဲ့တယ်။ကာကွယ်ပေးတော်မူခဲ့တယ်။ချစ်ချင်းမေတ္တာဖြင့်ယူရပိုက်ထွေးလျက်ကာကွယ်စောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ရှမာတေဧဝံဂေလိကျမ်းအခန်းကြီး2အငယ်73ကနေ15ကိုရှုလိုက်တဲ့အခါမှာရှင်ဂျိုးဆက်ဟာသူငယ်တော်ယေရှုလေးကိုတည်ခြင်းဘေးကနေလွတ်မြောက်အောင်ကယ်တင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတပည့်တော်တို့ဖတ်ခဲ့ပြီးသားဒီနေရာမှာဖျားရှင်ရဲ့ကွဲကားစောင့်ရှောက်တော်မူခြင်းဟာသူငယ်တော်ယေရှုလေးအပေါ်မှာရှင်ဂျိုးဆက်အားဖြင့်ရှင်ဂျိုးဆက်ကိုအသုံးပြုလျက်ဖျားရှင်ဟာပြုစုစောင့်ရှောက်တော်မူခဲ့တယ်။ကွဲကားစောင့်ရှောက်တော်မူတယ်။မှိုင်းမတော်မူခဲ့တယ်။ထာဝရဘုရားရှင်ဟာစိန်ဂျိုးဆက်ကိုအသုံးပြုတော်မူသလိုတပည့်တော်တို့ဒီကနေ့ဘုန်းကြီးတွေကိုအသုံးပြုနေတယ်ဆိုတာနှလုံးသွင်းရအောင်ကိုစီကိုတပည့်တော်တို့ဘုန်းကြီးတစ်ပါးချင်းစီကိုဖျားရှင်အသုံးပြုနေတယ်ဆိုတာ
တတိယရအောင်နောက်တစ်ချက်ကတော့ရှင်ဂျိုးဆက်ရဲ့နာခံခြင်းကိုရှုတာပေါ့ obedience of Saint Joseph နော်ဟေရိုမင်းရဲ့အန်ဒီယမှလွတ်ဖို့အီဂျစ်ပြည်ကိုပြေးခိုင်းတော့အတုမတက်ဖဲနဲ့တခါတည်းနာခံခဲ့တယ်အဒီနေရာမှာ obedience works miracles နာခံခြင်းကဖျားတကူကိုဖြစ်ပေါ်စေတယ်ဆိုတာကိုတက်တည်ထူလိုက်တာဖြစ်တယ် prompt obedience မဖြစ်မနှဲ့ချက်ချင်းနာခံခြင်းကသူငယ်တော်ယေရှုလေးကိုအသက်ဘေးအန္တရာယ်ကနေကွယ်ကာနိုင်ခဲ့တာဖြစ်တယ်အချိန်အနည်းငယ်လေးနောက်ကျသွားတာနဲ့သူငယ်တော်ယေရှုလေးဟာတေပွဲဝင်သွားနိုင်တယ် prompt obedience မဖြစ်မနှဲ့နာခံခြင်းဟာအရာရာကိုအောင်မြင်မှုဖြစ်ပေါ်စေတယ်ဆိုတဲ့တရားပေါ့နော်အဲ့တော့ဒီထိအောင်ဥစွာကြည့်မယ်ဆိုရင် virginal man virginal father ဒီလိုဘုန်းကြီးတွေကလေလူတိုင်းကိုအထူးသဖြင့်အမျိုးသမီးတွေကိုအမေလို့မြင်မယ်နှမလို့မြင်မယ်အမလို့မြင်မယ်သမီးလို့မြင်မယ်ဇနီးလို့မမြင်နဲ့အဲ့ဒါအရေးကြီးတယ်ဒါငယ်ပြူဘဝကိုထိန်းတဲ့နေရာမှာစိန့်ဂျိုးဆက်ကနေတပည့်တော်တို့ကိုလမ်းပြသွားတာဖြစ်တယ်သူကိုယ်တိုင်ကလည်းအဲ့ဒီဖြူစင်တဲ့စိတ်နဲ့အသက်ရှင်တန်ခဲ့တာဖြစ်တယ်ဒါပထမပိုင်းအနေနဲ့ပေါ့နော်မဖြစ်မနှဲ့အကြီးအကဲဆရာတော်ကိုနာခံနိုင်ဖို့ပေါ့နော်အမြဲတမ်းကိုယ့်ရဲ့အသိစိတ်ထဲမှာထည့်ထားဖို့လိုတယ်အဲ့ဒီနာခံခြင်းကတပည့်တော်တို့ရဲ့ diocese တပည့်တော်တို့ရဲ့ parish ကိုအံ့ဩဖွယ်ကောင်းတဲ့ကောင်းကြီးမင်္ဂလာတွေတက်ရောက်လိမ့်မယ်ဒီကနေ့ဟာကောင်းကြီးမင်္ဂလာတွေတက်ရောက်တဲ့အကြောင်းရှုရလေနော်သစ္စာဆောင်တယ်ဖခင်ရဲ့ mercy နဲ့တပည့်တော်တို့ရဲ့ faithfulness ကဆုံးပြီးဆိုတာကိုတတိယရအောင်အဲ့တော့တတိယနေ့မှာဒီကိုရောတို့တပါးချင်းစီရဲ့သစ္စာဆောင်ခဲ့မှုဟာဖခင်နဲ့ဆုံစည်းပြီးဒါကြောင့်မလို့ကိုရောတို့ရဲ့တူချင်းစီရဲ့ parish လုပ်ငန်းမှာဒီဟာခါသာသနာတစ်ခုလုံးမှာဖခင်ကောင်းကြီးတွေစီးဆင်းနေတယ်ဆိုတာကိုဒီပြီးတော့မနေ့ကရှုခဲ့ပြီးဆက်ပြီးတော့ရှုမယ်ဆိုရင် Saint Joseph ရဲ့ယုံကြည်ခြင်း faith of Saint Joseph ဖခင်ရှင်ရဲ့အဆောင်အရှောက်ဖြစ်ပေါ်လာဖို့အတွက်ယုံကြည်ခြင်းရှိဖို့လိုအပ်တယ်ဒီပြီးတော့ဘာသာဝင်တွေဘာသာကြားတွေအတူနေရတဲ့ပုဂ္ဂိုလ်တွေဥမာမဟာခါသာသနာကို parish ဖျားသခင်ရဲ့အဆောင်အရှောက်ခံရဖို့အတွက်ဥကောင်းဖြစ်တဲ့ဒီပြီးတော့ parish priest တွေကယုံကြည်ခြင်းကြီးမားဖို့လိုတယ်ယုံကြည်ခြင်းရှိဖို့လိုတယ်အဲ့တော့ရှင်ဂျိုးဆက်ဟာမာရိယာသခင်မရဲ့တန်ရှင်းဖြူစင်ခြင်းနဲ့ယာသက်ပံကညာစဉ်ဘဝနဲ့ရှေ့ဆက်သွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုသိတော်မူတယ်သိတော်မူလို့လေသူကဆူတောင်းတော်မူခဲ့တယ်ဆူတောင်းလို့လေရှင်ဂျိုးဆက်ရဲ့ကောင်းကင်သို့ရှောက်တင်လာတဲ့ဆူတောင်းချက်ကြောင့်ထာဝရဘုရားသခင်ဟာသူ့ကိုအိမ်မက်ထဲမှာကောင်းကင်တရားတမန်တော်ဆေလွတ်ပြီးတော့မိန့်ကြားတော်မူခဲ့တယ်ကိုယ့်ရဲ့ဇနီးမယားအဖြစ်ထွေးပိုက်ဖို့မကြောက်နဲ့အဲ့တော့မာတေးခန်းကြီး1ငယ်20-21ဒါဝိဒ်သားဂျိုးဆက်မာရိယာကိုသင်၏ဇနီးအဖြစ်သိမ့်ပိုက်ဆောင်းလျှောက်ရန်မကြောက်ရွံ့လေနှင့်အကြောင်းမူကားသူမ၏ဝမ်းထဲ၌ဆွဲသောပရိသေရီမှာဝိညာဉ်တော်မြတ်အားဖြင့်ဖြစ်ပေါ်လာခြင်းဖြစ်၏သူမသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်သင်သည်သူ၏အမည်ကိုယေရှုဟုမှဲ့ခေါ်ရလိမ့်မည်လူတွေကလင်မယားလို့ပြောလိုက်ရင်ကာမအကြောင်းကိုပဲစဉ်းစားတယ်ရှင်ဂျိုးဆက်နဲ့မေရောဟာဖြူစင်စွာနဲ့နေခဲ့တယ်ဆိုတာမေရောရှင်ကတမန်တော်တွေကိုအားလုံးဖွင့်ပြောပြခဲ့တဲ့အတွက်ဒီကနေ့ဒီအချက်ကိုတပည့်တော်တို့သိရတာပါလင်မယားအစစ်မှန်ဖြစ်နေပြီမဲ့လင်လိုမယားလိုကာမဂုဏ်ဂန္ဓမပါဝင်ပဲကြံတဲ့ဖျားအမှုတော်ကိုမိမိတို့အလယ်မှာကိန်းဝတ်တော်မူတဲ့ဖျားရှင်ခရစ်တော်ရဲ့ချမ်းမြေ့စွာနဲ့ဖြူစင်ဖြောင့်မတ်စွာဖျားရှင်ခရစ်တော်၌ပေါ့နော်ဖြူစင်စွာဖြောင့်မတ်စွာချမ်းမြေ့စွာ
အသက်ရှင်ခဲ့တယ်ဒါကြောင့်မလို့သူတို့ကို Holy Family လို့ခေါ်တယ်တန်ရှင်းသောအိမ်တော်စုလို့ခေါ်တယ်ဘုရားကျေးဇူးတော်ရှိပြီဆိုလို့ရှိရင်နေနိုင်တယ်ဘုရားကျေးဇူးတော်မရှိရင်တော့မနေနိုင်ဘူးပေါ့ကျေးဇူးတော်ဆိုတာကိုနားလည်ဖို့ဆိုရင်ပြန်ပြီးတော့စဉ်းစားကြည့်ပေါ့ကလေးလေးတယောက်ကိုဒီအလဲမှာထားမယ်ကိုတော်တို့တပါးချင်းစီကိုမိနေတဲ့ဓာတ်တွေပေးမယ်ပါပါနဲ့လာပြီးတော့လှီးပါဆိုရင်ဘယ်သူမှလှီးမှမဟုတ်ဘူးကိုပဲအနာခံမယ်ကလေးတော့မလှီးဘူးဒါတပည့်တော်တို့ကကျေးဇူးတော်ရှိလို့မလုံရဘူးမလုံနိုင်ဘူးဒါပေမဲ့ကျေးဇူးတော်မရှိတဲ့သူကဟောဒီကလေးကိုအမျိုးစုံလုပ်တယ်ဒါကြောင့်မလို့ကျေးဇူးတော်ရှိပြီဆိုကျေးဇူးတော်ဒီအံ့ဖွယ်ရာဒီဆိုတာတပည့်တော်တို့ဓမ္မသချင်းဆိုတာကျေးဇူးတော်တကယ်အံ့ဩဖွယ်ကောင်းတယ်မဖွယ်မရသောအမှုလုံးဝမပြုတ်နိုင်ဘူးကျေးဇူးတော်ကြောင့်အကောင်းတွေကိုပဲဥတီဆောင်ရွက်နိုင်တယ်ဆိုတာကိုဒီနေရာမှာကျေးဇူးတော်ကိုတတိယစေတာပေါ့နော်အဲ့တော့သာသနာတော်ကြီးဟာခရစ်တော်ရှင်ရဲ့ mystical body of Christ ခရစ်တော်ရဲ့နည်းနည်းရာခန္ဓာတော်ဖြစ်တယ်ခရစ်တော်ဖျားရှင်ကိုစောင့်ရှောက်ခဲ့သလိုသူ့ရဲ့နည်းနည်းရာခန္ဓာတော်ဖြစ်တဲ့သာသနာတော်ကြီးကိုလည်းစောင့်ရှောက်နေတယ်ဆိုတာကိုသာသနာတော်ကြီးကထွေးပိုက်ထားတယ်ဂုဏ်ယူထားတယ်ခိုးလှုံထားတယ်နော်ဒါကြောင့်မလို့ရှင်ဂျိုးဆက်ဟာတကဘာလုံးနဲ့ဆိုင်တဲ့သာသနာတော်ကြီးကိုကွဲကားစောင့်ရှောက်တော်မူသောယဟန္တာအဖြစ်သာသနာတော်ကခန့်အပ်တယ်အလုသမားများကိုကာကွယ်စောင့်ရှောက်တော်မူတဲ့ယဟန္တာအိမ်တော်စုများကိုကာကွယ်စောင့်ရှောက်တော်မူတဲ့ယဟန္တာချို့တဲ့ဆင်းရဲသူတွေကိုကွဲကားစောင့်ရှောက်တော်မူတဲ့ယဟန္တာတေဂာနီဆဲဆဲရောက်နေတဲ့သူတွေကိုကွဲကားစောင့်ရှောက်တော်မူတဲ့ယဟန္တာမကြမ်းနာဖြားသူတို့ကိုကွဲကားစောင့်ရှောက်တော်မူတဲ့ယဟန္တာအတွင်းအသက်တာကိုကာကွယ်စောင့်ရှောက်ပေးတဲ့ယဟန္တာကညာစဉ်ဟူသည်မျှကိုကွဲကားစောင့်ရှောက်ပေးတော်မူတဲ့ယဟန္တာအဖြစ်သာသနာတော်ကခန့်အပ်ထားတယ်အဲ့တော့တပည့်တော်တို့လည်းကိုယ့်ရဲ့ parish ထဲမှာသာသနာအုပ်စုထဲမှာတပည့်တော်တို့ကလည်း Saint Joseph ကဲ့သို့ဖြောင့်မတ်ဖြူစင်တဲ့ယဟန်ဖုံတော်ကြီးနောက်တစ်ခါပါလေအလုသမားတွေကိုကာကွယ်စောင့်ရှောက်တယ်အိမ်တော်စုတွေကိုကာကွယ်စောင့်ရှောက်တယ်တကယ်တော့တပည့်တော်တို့ဒီလုပ်ငန်းတွေလုပ်နေတော့ညာလဲအတိထဲမှာမထည့်မိတာပဲရှိမယ်ဒီလုပ်ငန်းတွေလုပ်တယ်ဒါပေမဲ့ပို့ပြီးတော့မှအသီးအပွင့်တွေတီးနိုင်ဖို့အတွက်ကတော့တပည့်တော်တို့စိန့်ဂျိုးဆက်ထာအနန္တပြီးတော့ကိုတိုင်ကလည်းစိန့်ဂျိုးဆက်ကဲ့သို့ဖြောင့်မတ်တဲ့ဖြူစင်တဲ့ပုဂ္ဂိုလ်အနေနဲ့ဆောင်ရွက်ဆက်ကပ်ဖို့အမြဲတမ်းဆုတောင်းဖို့လိုတယ်ဆိုတာကိုသတိရအောင်အဲ့တော့ Virginal Man ကညာစဉ်မေရောမာရီယာရဲ့ကညာစဉ်အဖြစ်ကိုတတို့လေးမျှကာယကံနဲ့ကောဝစီကံနဲ့ကောမနောကံနဲ့ရောလုံးဝဆန္ဒမရှိခဲ့တဲ့ဖြောင့်မတ်တဲ့ရှင်ဂျိုးဆက်တပည့်တော်တို့လည်းကိုယ့်ရဲ့ကာယကံတွေဝစီကံတွေမနောကံတွေထိမ့်ဖို့လိုတယ်ဖြူဖြူစင်စင်နဲ့အသက်ရှင်ဖို့လိုတယ်ဆိုတာစိန့်ဂျိုးဆက်အကြောင်းထောက်ချူရင်းနဲ့ပေါ့နော်တပည့်တော်တို့ရဲ့ငယ်ပြူဘဝကိုအတတ်နိုင်ဆုံးတပည့်တော်တို့ကြိုးစားဖို့လိုတယ်မထိမ့်ဘူးဆိုလို့ရှိရင်တပည့်တော်တို့ကမနောကံထဲမှာတွေးသားတဏှာအာယုံစိုက်ထားတာများရင်ဒီဝစီကပါဇက်ကနှုတ်ကထွက်တဲ့စကားတွေကနှစ်ခွစကားတွေထွက်တယ်ဟိုတစ်ဖက်လူကို arouse လုပ်တဲ့စကားတွေအမျိုးစုံပေါ့နော်ဖြစ်တတ်တယ်တပည့်တော်တို့ရဲ့ဟိုတနေ့ကတပည့်တော်ပြောသနည်းပေါ့နော်တပည့်တော်တို့ရဲ့လက်ကလေစီလူးထားတာတပည့်တော်တို့ရဲ့နှုတ်ကလေဖျားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုဒီကိုဟောကြားရတဲ့နှုတ်ဆိုတော့အမြဲတမ်းတန်ရှင်းဖြူစင်နေဖို့ဒီလက်ကအမြဲတမ်းကဲတင်ခြင်းလုပ်ငန်းဖျားအသုံးတော်ခံတဲ့လက်ဖြစ်နေဖို့အရန်အရေးကြီးတယ်ဒါကြောင့်မလို့နှစ်ခွစကားတွေပြောတဲ့သူဟာတဲ့ဘာနဲ့တူလဲဆိုရင်တဲ့တပည့်တော်တို့ကိုမော်လမြိုင်ဆရာတော်ကြီး Bishop Foray ကပြောလို့ရှိရင်ခြံစည်းရိုးပေါ်မှာထိုင်နေတဲ့သူနဲ့တူတယ်တဲ့ကြိုက်တယ်ပဲခုံချနိုင်တယ်ပြောတာအဲ့တော့နှစ်ခွစကားတွေ
မတုံးပဲနှစ်ခွစကားတွေလည်းကိုနှုတ်ကမထွက်မိစေနဲ့ကိုရဲ့မနောကနဲ့လည်းဝင်လာရင်ဝင်လာတာအပြစ်မဟုတ်ဘူးချက်ချင်းလက်ငင်း turn into prayer form take it to the Lord in prayer တပြီးတော့ခဏပြောတာ temptation လာတာတွေကလာလိမ့်မယ် all these are opportunities to grow our spirituality နော်အဲ့တော့ဝင်လာတဲ့အနှောက်အယှက်ကိုတပြီးတော့ကဖျားကိုဆူတောင်းလိုက်တဲ့အချိန်ကြတော့ဘာဖြစ်သွားလဲဆိုတော့ကိုယ့်အတွက်ပါရမီဖြစ်သွားတယ်ကိုယ့်ရဲ့နာဝိညာဉ်ကညစ်ထေးမှုမရှိတော့ဘူးကိုယ့်ရဲ့စိတ်နှလုံးကိုယ့်ရဲ့လက်ကိုယ့်ရဲ့ပါးစပ်အပြောအဆိုတွေကတန်ရှင်းစင်ကြယ်လာတယ်လူဖြစ်တဲ့အတွက်တွေးသားတဏှာစာမလာဘူးမရှိဘူးလာတယ်ဒါပေမဲ့ကျင့်လာလေအဲ့ဓာတွေကဝေးသွားလေပဲအဲ့ဒါတော့မမေ့နဲ့ဥပမာဆေးလိပ်တောက်တဲ့သူကအာယုံကိုမနေ့အိယာထားပြီးဆိုရင် morning offering ဆိုဖို့တတိမရဘူးတဲ့ဆေးလိပ်ကြိုက်တဲ့ဝါကြီးဖုန်ကြီးတစ်ပါးပြောဘူးတယ်မနေ့အိယာထားပြီးဆိုခေါင်းရင်းကမိကျင်းနဲ့ဆေးလိပ်တူပဲလှမ်းဆန်းနေတဲ့ဖျားကိုတတိမရနိုင်ဘူးဒီဟာကိုပဲတောက်ချင်နေတဲ့နောက်တပည့်တော်တို့လည်းကြုံတာပဲဟာထမင်းစားပြီးနေကြစီလေးစားနေကြစဉ်အကျင့်ပါလာပြီဆိုနောက်တစ်ပတ်လောက်မှနေကြစိမရှိတခုခုလိုသလိုပဲဘာလို့လဲမသိဘူးဆန္ဒဒါအထီးအတွေ့အာယုံတွေနော်ဒီအာယုံတွေကတပည့်တော်တို့ကကျင့်ရတာပဲလေနောက်ပြောမယ်ဆိုလို့ရှိရင်တပည့်တော်တို့ရဲ့အာယုံအတွေးအာယုံအကြာအာယုံဘာအာယုံတွေပဲဖြစ်ပေါ့ခန္ဓာကိုယ်အားစတပည့်တော်တို့ကဒီအာယုံဒီကိုလေ့ကျင့်ယူရတယ်ဖြူစင်ခြင်းဘက်ကိုလေ့ကျင့်ရတယ်တပည့်တော်တို့ရဲ့အင်္ဂါဆိုတာဒါရှက်စရာမရှိပါဘူးအကျော်နဲ့ဖွဲ့စည်းထားတာအဲ့ဒါကြီးကိုခဏကင်ရင်နောက်ကြရင်ပို့ပြီးတော့မှနည်းနည်းလေးထိတာနဲ့တောင်မှဖြစ်လာတတ်တယ်ဒါကြောင့်မလို့အဲ့ဒါတွေကိုလည်းအနိုင်ပိုင်းပြီးတော့တပည့်တော်တို့ကကြိုးစားရတယ် we must be the master of our own self matter of practice ဆိုတဲ့ဟာတပည့်တော်တို့ကကိုကျင့်တရားဖျားကိုဆက်ကတ်တဲ့နေရာမှာအဲ့ဒီကိုအပြစ်တို့ပို့တဲ့အရာတွေအပြစ်တို့ပို့သောလမ်းတွေအပြစ်ဘက်ကိုရောက်နိုင်တဲ့အရာတွေကိုရောက်လာတိုင်းအတိနဲ့တတိနဲ့ချက်ပြီးတော့ fighting ဆွဲရတယ်မဆွဲရင်မရဘူးကိုကဘာမှုလို့တော့မရဘူးဒါကြောင့်မလို့အဲ့လိုဆွဲပါများတဲ့အချိန်ကျတော့ဖျားကျေးဇူးတော်ကကျေးဇူးတော်တပါးအပေါ်တပါးထပ်ဆင်းပြီးတော့မှရောက်လာတဲ့အချိန်မှာ overcome ဖြစ်လာတယ်ဒါမှမဟုတ်လွယ်လေးနဲ့ဘာမှအရှုံးမပေးနဲ့ဆက်ကပ်ဖို့လိုတယ်ဒါတွေကဆက်ကပ်နိုင်လို့လဲဝင့်စရာအကြောင်းမရှိဘူးမသေးမချင်းတပည့်တော်တို့ကယုံရမှာကန်ရမှာအဲ့တော့အခုအောင်မြင်နေလို့လဲငါမလာတော့ပါဘူးဆိုပြီးတော့လဲကိုအထင်မကြီးနဲ့အသက်မထွက်မချင်းလာမှာဒါတနည်းမဟုတ်တနည်းနဲ့လာတယ်လာတဲ့အခါတိုင်းမှာလဲ take it to the Lord in prayer ဒါမှမဟုတ်တခုခုကွာအာယုံပြောင်းပြလုံးဝလက်ခံခြင်းမျိုးမလုပ်ဘဲနဲ့ဆောင်ရွက်ဆက်ကပ်ခြင်းရှင်တန်ခြင်းဟာအင်မတန်အရေးကြီးတယ်အဲ့ဒါမှသာလေတပည့်တော်တို့ရဲ့ apostolic work ကဖြူစင်နေမယ်တန်ရှင်းနေမယ်မြင့်မြတ်နေမယ်အသီးတွေသီးမယ်ဒီလိုမှမဟုတ်ရင်တော့တပည့်တော်တို့လက်ကစီတော့လူးထားတယ်ဒါပေမဲ့အပြစ်တွေပြုတ်နေတဲ့အချိန်ကြတော့ဆူးလေပင်ကတဖန်သီးနိုင်မလားလို့စံစာတွေကပြောသည်နီးပါစပြစ်သီးမလားလို့ပြောသည်နီးကောင်းတဲ့အပင်ကသာလင်ကောင်းတဲ့အသီးသီးနိုင်တယ်အဲ့ဒီကောင်းတဲ့အပင်ကတပည့်တော်တို့မဟုတ်ဘူးဖျားရှင်ခရစ်တော်နဲ့ပေါင်းစပ်နေတာဖျားရှင်ခရစ်တော်ကတော့ကောင်းတဲ့အပင်ဒါပေမဲ့ကိုယ့်ရဲ့အသက်တာဒီဖျားရှင်နဲ့ပင်စီနဲ့ဆက်သွယ်နေရမယ်ဆိုတာရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး15ကတပည့်တော်တို့ကိုအတန်တန်ဖော်ပြထားတာဖြစ်တယ်ဒါကြောင့်မလို့တပည့်တော်တို့အနေနဲ့ပေါ့နော်ကိုယူထားတဲ့ဒီငယ်ပြူဘဝကိုအပြစ်ထဲမကြမိအောင်ကိုယ်တိုင်က virginal men ကညာစင်ဒီအတွက်အန်ဒီယေကိုကာကွယ်ပေးတဲ့ယောက်ျားသားဖြစ်ဖို့လိုတယ်တပည့်တော်တို့ကရှေ့ရနေပြီးတော့မှဖြည့်ဆည်းဖို့စဉ်းစားရင်တော့ပြီးပြီကန်းကုန်ပြီပေါ့နော်ဒါကြောင့်မလို့တပည့်တော်တို့ရဲ့ယဟန်ဘဝဖြူစင်ခြင်းကရှိသမျှအမျိုးသမီးတွေအမျိုးအကုန်လုံးပေါ့ဘာသာဝင်ဘာသာကြားတွေကိုကာကွယ်ပေးတဲ့အသက်တာမျိုးဖြစ်အောင်ပေါ့နော်ရှင်ဂျိုးဆက်ထံဂျေဇုတော်တောင်းလျှောက်ရအောင်ရှင်ဂျိုးဆက်ကဲ့သို့ကာယကံဝစီကံမနောကံနဲ့တောင်မှမေတော့ပေါ်မှာမပြစ်မှားသလိုတပည့်တော်တို့ကလည်းအဲ့လိုမျိုးအပြစ်ထဲကိုမကြမိအောင်ကြိုးစားဆက်ကပ်နိုင်ဖို့ဒါဂျေဇုတော်
တောင်းရအောင်ဂျေဇုတော်ရှိရင်ဘာမဆိုအကုန်ရတယ်ဂျေဇုတော်မရှိရင်တော့မရဘူးပေါ့ဒါပေမဲ့အဲ့ဒီဂျေဇုတော်ကလည်းကိုယ်စီမှာရောက်တယ်ဒါပေမဲ့ကိုကအသုံးမပြုရင်လည်းကိုကအရှုံးပဲဒါကြောင့်မလို့နှစ်2000မဟာဂျူဘလီပွဲတုန်းကကာတွန်းတစ်ခုထွက်လာတယ်လေကက်သလစ်လောကမှာအိုးအသင်ခရစ်ယာန်သင်သည်အခွန်စားသမားလောအနှစ်စားသမားလောတဲ့ငါပြောဒီကြီးကိုလွှာထားတယ်အဲ့ဒီခရစ်ယာန်ကဘာလို့လဲအခွန်ကြီးကိုဝါနေဒါမျိုးပေါ့တပည့်တော်တို့ကအနှစ်ကိုစားတဲ့သူဖြစ်ဖို့လိုတယ်ဆိုတာကိုဒီကနေ့သတိရရအောင်အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့15မိနစ်ကြာနေဆိုပေမဲ့တပည့်တော်ဖျားစကားတွေလည်းတင်တယ်လေ sacrament 9 ပါးအဲ့9 ပါးထဲမှာအမြင့်မြတ်ဆုံး sacrament ကတော့မှန်တယ်ကိုရမြတ် sacrament ပေါ့သူကကိုရမြတ်ဖြစ်နေတာကိုသူမြင့်မြတ်တယ်ဒါပေမဲ့အရေးကြီးတဲ့ sacrament ကကျတော့ဆေးကြောခြင်းပေါ့ဒါလည်းတပည့်တော်တို့သိပြီးသားဒါပေမဲ့ကျန်တဲ့ sacrament တွေကဖျားရှင်ခရစ်တော်တီထောင်ထားတဲ့အတွက်အဲ့ sacrament ကိုရမြတ်ကလွှဲရင်ကျန်တဲ့ sacrament အားလုံးကဒန်းတူရည်တူပိုတာတယ်မြတ်တယ်ဆိုတာမရှိဘူးတဲ့အဲ့တော့လက်ထပ်ထိမ်းများခြင်း sacrament နဲ့ယဟန်သိက္ခာခံယူခြင်း sacrament ဘယ်ဟာပိုမြတ်လဲ sacrament စကားနဲ့ပြောရင်အတူတူပဲဘယ်ဟာမှပိုမမြတ်ဘူးဖျားရှိမှမြင့်မြတ်ထားခြင်းအတူတူပဲအကုန်လုံးကမြင့်မြတ်တယ်ဒါပေမဲ့တပည့်တော်ယဟန်တာတွေကိုကြည့်လိုက်အဖွင့်ဒီကလေပထမနေ့မှာလဲယဟန်နဲ့ပတ်သက်ပြီးတော့မှဂုံတော်တွေတီကာတွေဖွဲ့ပြီးတော့မှယဟန်တာတွေပြောထားတာတွေကြည့်လိုက်ရင်ယဟန်သိက္ခာဒီယဟန်ဘဝကအိမ်တော်တဲ့ဘဝတည်းပို့ပြီးတော့မြင့်မြတ်တာမျိုးဖြစ်မနေဘူးလားဖြစ်နေတယ်တပည့်တော်တို့ကြည့်လိုက်ရင်လေဘာဖြစ်လို့မြင့်မြတ်တာ sacrament ရဆိုတူတူပဲဘာဖြစ်လို့မြင့်မြတ်တယ်အဲ့ဒါအဓိပ္ပာယ်ကဘာလဲလက်ထပ်ထိမ်းများခြင်း sacrament ကမြင့်မြတ်တဲ့အတွက်တပည့်တော်တို့ယဟန်သိက္ခာလည်းပို့ပြီးတော့မြင့်မြတ်တာဖြစ်သွားတာဘာလို့ဆိုရင် ordination ခံတဲ့နေ့မှာတပည့်တော်တို့ကအလှကြီးပေးတာဗုဒ္ဓဘာသာတွေဆိုသူတို့ကအလှပေးတယ်ဆိုဒီမိသားစုကအလှဒါယကမှာ1000တောင်အကုန်ခံတယ်ဆိုအလှကြီးပေါ့ဒါပေမဲ့တပည့်တော်တို့က1000တွေ2000တွေဘာမှကောင်းတယ်မထည့်ဘူးတိတ်ခါခံတဲ့နေ့ဒီအလှကြီးပေးတဲ့နေ့အဲ့အလှကြီးကဘာအလှပေးတာလဲတိတ်ကိုမှမြင့်မြတ်ပါတယ်ဆိုတဲ့အိမ်တောင်သားမွေးပြုခြင်းဒီလက်ထပ်ထိမ်းများခြင်း sacrament အင်မတန်မြင့်မြတ်တဲ့လက်ထပ်ထိမ်းများခြင်း sacrament ကိုအဲ့ဒီအခွင့်အရေးကိုတပည့်တော်ဖယားအတွက်သာသနာအတွက်လူတွေအတွက်လှူဒန်းပါတယ်ဖယားဆိုပြီးတော့အလှကြီးပေးလို့ယဟန်သိက္ခာကမြင့်မြတ်တာဖြစ်တယ်လက်ထပ်ထိမ်းများခြင်းမမြင့်မြတ်ရင်တပည့်တော်တို့ယဟန်သိက္ခာပေးတဲ့ချိန်လှူတဲ့ဟာမြင့်မြတ်မလားမမြင့်မြတ်ဘူးတပည့်တော်တို့ကအင်မတန်မြင့်မြတ်တဲ့လက်ထပ်ထိမ်းများခြင်း sacrament တပည့်တော်တို့ရပိုင်ခွင့်ရှိတယ်လက်ထပ်လို့ရတယ်အဲ့ဒီအခွင့်အရေးကြီးကိုဖယားအတွက်သာသနာတော်အတွက်လူတွေအတွက်အလှူဒန်းကြီးပြုလိုက်တဲ့အတွက်အင်မတန်မြင့်မြတ်သွားတာဖြစ်တယ်အဲ့တော့မှန်တယ်ယဟန်ဘဝမြင့်မြတ်တယ်အဲ့မြင့်မြတ်တဲ့ယဟန်ဘဝကိုဇန်လျှောအောင်လဲတပည့်တော်တို့လုံနိုင်တယ်ဒီအိမ်တော်တဲ့ဘဝကိုပေးလှူနိုင်ရသားနဲ့ပေးပြီးဆိုပြီးတော့လှူပြီးတော့မှတိတ်ပုံဖောက်ပြန်နေရင်လဲတပည့်တော်တို့ကမမြတ်တော့ဘူးလေငယ်ပြူမဟုတ်တော့ဘူးလေအဲ့ဒါမျိုးပေါ့နော်ဒါကြောင့်မလို့ဒီကနေ့first talk မှာတပည့်တော်ဒါအဆုံးသတ်ပေါ့ celebrate life ကိုတစ်ချိန်ယူမလို့မယူတော့ဘူးဒါတန်စုစင်ရဲ့တက်တော်စင်ကိုဒီကနေ့မနေ့ထောက်ရှုခြင်းအပြင်တပည့်တော်တို့သာသနာပြုယဟန်ဖုန်ကြီးတွေမှာငယ်ပြူဘဝ virginal man ဖြစ်နေဖို့ရန်က virginal father ဖြစ်ဖို့ကအရန်အရေးကြီးတယ်ဆိုတာကိုတပည့်တော်ကဒါ stress လုပ်ပြီးတော့ဒီ first talk မှာတပည့်တော်ဖော်ပြခြင်းဖြစ်တယ်ဒါကြောင့်မလို့တပည့်တော်တို့အချင်းချင်းဆုတောင်းပေးရအောင်တပည့်တော်တို့အတတ်နိုင်ဆုံးဆက်ကပ်ရအောင်ကိုအားကိုပြီးတော့မှတော့ဒီငယ်ပြူဘဝမထိန်နိုင်ဘူးဘသူကျေးဇူးတော်ခိုလုံးရလဲဖယားကျေးဇူးတော်ခိုလုံးရတယ်နောက်တပည့်တော်တို့မှာယဟန်သိက္ခာခံယူထားတဲ့အတွက်ယဟန်သိက္ခာနဲ့ဆိုင်ရာကျေးဇူးတော်တွေလည်းတပည့်တော်တို့ရတယ်အဲ့ဒါကြောင့်ငယ်ပြူထိန်နိုင်တယ်ဒါကြောင့်မလို့လူတိုင်းအတွက် we can be father to all နော် father လို့ခေါ်ထားတဲ့အတိုင်းလူတိုင်းအတွက်အဖေကန္တာကနေဝင်တယ်လူတိုင်းအကျိုးကိုတပည့်တော်တို့ဆောင်ရွက်နိုင်တယ်အဲ့ဒါတပည့်တော်တို့ယဟန်သိက္ခာဆိုင်ရာကျေးဇူးတော်တပည့်တော်တို့ရထားအတွက်အဲ့ဒီကျေးဇူးတော်တွေကိုမညစ်သေးမိစေဖို့
ဥပက္ခမပြုမိစေဖို့ဒီ retreat မှာပေါ့နော်ဒီကနေ့တတိယနေ့ first talk မှာအဲ့ဒါနှလုံးသွင်းပြီးတော့ကြံတဲ့အချိန်လေးကိုဖျားထန်ဆူတောင်းရအောင်အတတ်နိုင်ဆုံးဆက်ကပ်ရအောင်ကြိုးစားရအောင်